အားလုံးပဲမင်္ဂလာပါရုပ်တံအနေနဲ့မုံလုံးကြီးတွေမ share ပြတာကြာပြီเนาะနောက်ဆုံးအနေနဲ့ share ပြတဲ့အချိန်ကဆိုရင်2014ခုနှစ်ကလောက်ဖြစ်မယ်နဲ့တူတယ်အဲ့ဒီတော့ကတော့မုံလုံးကြီး2မျိုး3မျိုးလောက်ကိုမိုက်ရဗီဒီယိုဖိုင်နဲ့လုပ်ပြီးတော့မျှဝေပြတယ်ဒါပေမဲ့အချိန်ရမ်းပေးရတာကြောင့်နောက်ပိုင်းတော့ဆက်မလုပ်ဖြစ်တော့နိုင်ငံပြောင်းကိစ္စတွေလည်းပါတယ်အဲ့တော့အဲ့ဒီအချိန်ကစပြီးတော့မလုပ်ဖြစ်ခဲ့တာဆိုရင်2နှစ်လောက်တော့ရှိတော့ပြီအခုမှအချိန်လေးပြန်ရတာနဲ့မိုက်ရပြန်လုပ်မယ်လို့စိတ်ကူးတယ်အဲ့တော့မိုက်ကိုတိတဲ့လူတွေကလည်းတိကြတယ်မတိတဲ့လူတွေအတွက်ဒီကနေစပြီးတော့မိုက်ရပြန်ပြီးကိုယ့်ကိုမိတ်ဆက်ခြင်းတယ်နော်မိုက်မုတ်လုံးကြီးစလုပ်တာ2009ခုနှစ်မှာစတယ်တစ်ချိန်တည်းမှာပဲအဲ့တော့ blog ဆိုတော့ blogging မှာမုတ်လုံးကြီးမျှဝေပေးခဲ့တယ်နောက်ပိုင်းတော့ Facebook ပေါ်လာ Facebook ပေါ်မှာအဓိကတော့ရေးပြီးတော့မျှဝေရအောင်နော်ခုနပြောခဲ့တယ်လို့ပဲ2014မှာတော့မိုက်ရဗီဒီယိုဖိုင်လေး2ခု3ခုနဲ့လုပ်ပြီးတော့မုတ်လုံးကြီးမျှဝေလိုက်တယ်အဲ့ဒီကလေးကနေတောက်လျှောက်2009ခုနှစ်ကနေစပြီးတော့တောက်လျှောက်ဆိုရင်စုစုပေါင်း6နှစ်9နှစ်လောက်ရှိပြီပေါ့ဒီမုံလုံးကြီးစပြီးတော့မျှဝေပြတာအဲ့ဒီကာလအတွင်းမှာမိုက်ဘာတွေလုပ်ဖြစ်လဲဆိုတော့ဒီဟိုတင်နန်းနေနဲ့ပေးပြတယ်တစ်ချိန်တည်းမှာမုံလုံးကြီးစာအုပ်တွေလည်းထုတ်ဖြစ်တယ်ဒါကမိုက်ရဲ့ပထမဆုံးစာအုပ်လွယ်ကူစမ်းသစ်သောမုံလုံးကြီးများဆိုတာဒါကတော့မုံလုံးကြီးပဲတည်တံ့တယ်ပေါ့နော်ပြီးတော့ဒုတိယစာအုပ်ကတော့ဟင်းချက်နေစာအုပ်အဲ့ဒီဥစားတော့ဟိုတစ်နှစ်လောက်ကြာမယ်ဒီစာအုပ်နဲ့ပထမစာအုပ်နဲ့ဒုတိယစာအုပ်ပြီးမှာအဲ့တော့ဒါကိုလည်းလုပ်ဖြစ်တယ်နောက်ဆုံးပြစာအုပ်ကတော့နောက်ဆုံးပိတ်ညဝေထားတဲ့စာအုပ်ကတော့ဒီဟာဒါလည်းမိုးလုံးကြီးစာအုပ်တက်တက်ကြီးပဲ2015ခုနှစ်စက်တင်ဘာလလောက်မှာစပြီးတော့လုပ်တယ်နော်ဒါကတော့စာအုပ်ထုတ်တဲ့အပိုင်းဒီကြားထဲမှာမရီယာတင်နန်းနေနဲ့ပေးတယ် full magazine မှာလည်းစာရေးတယ်ဒါကတော့ကိုယ့်အကြောင်းအချင်းချုပ်ပေါ့နော်မသိသေးတဲ့လူတွေအတွက်အဲ့တော့ရုပ်တံနေနဲ့ပြန်ပြီးစလုပ်မယ်ဆိုတော့ဟို recipe တစ်ခုကြီးအကုန်လုံးဆိုရင်ရကြတယ်အဲ့တော့အစာပိုင်းအနေနဲ့ကြာတော့မုတ်တုံကြီးချက်ဒီမုတ်လောက်တံနေမှာသုံးတဲ့ပစ္စည်းလေးကိုပြန်ပြီးတော့မျှဝေမယ်လို့စိတ်ကူးပြတယ်ပေါ့နော်ခုဒီတစ်ပတ်အတွက်တော့မရမုတ်လောက်လာမှာသုံးတဲ့ဘန်းတွေကိုပြောမယ်ဘာတွေကွာချားလဲဆိုတော့အဲ့တော့မုံလုပ်တဲ့နေရာမှာသူကသုံးတဲ့ဘန်းတွေမှာအမျိုးမျိုးရှိတယ်ဒီမကတ်တဲ့ဘန်းရှိတယ်ရိုးရိုးဘန်းအလူမီနီယံပေါ့နော်ဒီဘန်းတွေနဲ့ဆိုတချို့ကမေးကြတယ်မိုက်ဘယ်ဟာနဲ့လုပ်ရင်ပို့ပြီးတော့ကောင်းမှန်ထင်တယ်ပေါ့အဲ့တော့ဘယ်ဟာနဲ့လုပ်ရင်ကောင်းမှန်ထင်တယ်ဆိုတော့မပြောခင်မှာသူတို့နှစ်ခုကကွာချားလဲဆိုတော့မိုက်ရ compare လုပ်ပြမယ်ရှင်းပြမယ်ပေါ့ဒါကတော့ရိုးရိုးဘန်းအဲ့တော့မကတ်တဲ့ဘုံတက်ဒီဘာမှမပါတော့ तू ကဟိုဘေးနားမှာဟိုကတခါလေးကြရင် baking paper လို့ပါမျိုးခင်းရရှိတယ်ဒါမျိုးကြတော့အဲ့လောက်ဒီခင်းစရာမလိုဘူး तू ကမကတ်တဲ့ဘန်းဖြစ်တဲ့အတွက်ကြောင့်မလို့မုံကိုအလွယ်တကူခွာထုတ်လို့ရတယ်ဒီဘန်းမျိုးတွေကဒီ topper cake တို့cheese cake တို့လုပ်တဲ့နေရာမှာကျတော့ तू ကဘာမှတိတ်ပြဿနာမရှိဘူးเนาะအဲ့တော့ဘယ်ဟာသုံးလဲပါကွာလဲပေါ့နော်ဒီဘန်းကကြတော့ဒီမကတ်တဲ့ဘန်းကကြတော့နောက်တစ်ခုကကြတော့ तू ကမုတ်ဘန်းအမဲရောင်ဖြစ်နေအဲ့တော့ဘယ်အရာဝတ္ထုမဆိုအမဲရောင်ဆိုတဲ့အချိန်မှာပို့ပြီးတော့ပူဆုပ်တယ်ဒါထုံးစံပဲအဲ့တော့ဥပမာပြင်ထွက်တဲ့အခါကျလို့ရှိရင်အင်းကြီးအမဲဝလို့ရှိရင်ပို့ပူတယ်လို့ခံစားရတယ်အဲ့လိုမျိုးပဲဒီဘန်းကသူ့ရဲ့ပစ္စည်းကအမဲရောင်ဆိုတဲ့အတွက်ကြောင့်ပူဆုပ်တယ်အဲ့တော့180 ဒီဂရီဟိုအပူပေးထားတဲ့မီးပုံပေါ်မှာထည့်လို့ရှိရင်ဘန်းတစ်ခုချင်းရှင်းလို့ရှိရင်ဒီဘန်းတွေကမုံကပို့ပြီးတော့အရင်ပို့ကျက်တယ်။အဲ့တော့ဟိုမုံရဲ့ပူချင်းကိုဖုတ်တဲ့အခါမှာသုံးတဲ့ပူချင်းကိုညှိပေးရတာမျိုးလေးရှိတယ်။ပြီးတော့နောက်တစ်ချက်ကပါလဲဆိုတော့ तू ကမကတ်တဲ့ဘန်းဖြစ်တဲ့အခါကျတော့တချို့မုံတွေဟာဒီလိုဘန်းမျိုးကိုသုံးလို့မရဘူး။ဥပမာအဖြစ် chiffon cake ဆိုရင်လောက်ကူးတဲ့လူတွေသိကြတယ် chiffon cake ဒီဘေးမှာတွေ့တက်စရာအမိကိုတစ်ခုခုလိုတယ်အဲ့ဒါကြောင့်မလို့ရိုးရိုးပန်းနေတော့မှအစီတုတ်ပေးလို့မရအောင်မုံပြက်တယ်ဒါပေမဲ့အဲ့ဒါကိုမသိဘဲနဲ့ဒီဘန်းမျိုးကိုသုံးတဲ့အခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီဘေးနာအသားတော့မကတ်တဲ့အသားဆိုရှော့ရှော့ကြီးဖြစ်နေတော့မုံကဟိုလိုအပ်တဲ့လောက်နေမရဘူးမုံပြက်သွားတယ်ပေါ့နော်အဲ့ဒါမျိုးလေးရှိတယ်အဲ့တော့ဘယ်ဟာသုံးရမလဲဆိုပြီးတော့မေးလာရင်တော့မိုက်ယုံနေတော့မိုက်ရဒါကို recommend လုပ်တယ်ဒါကိုလည်းသုံးလို့မရအောင်မဟုတ်ရပါတယ်ခုနပြောလို့လည်း topper cake တို့ဘာလို့ပေါ့နော်ဒါပေမဲ့ပစ္စည်းလည်းရနိုင်တယ်အလွယ်တကူရနိုင်တယ်ဆိုတော့ဒါကိုသုံးတာပို့ပြီးတော့အားပေးတယ်
ဒါမျိုးတွေကမိုင်းတို့ကျောင်းမှာတွေက baking school မှာတွေကသူတို့သုံးတဲ့ခါမှာလည်းဒီဘန်းမျိုးတွေကိုပဲသုံးတယ်အဲ့တော့ဖြစ်နိုင်တယ်ပစ္စည်းလဲဝယ်လို့လွယ်တယ်ဆိုလို့ရှိရင်ဒါကိုပဲဟိုတက်နိုင်နေသုံးဖို့အကြံပေးခြင်းနေပေါ့နော်အခုတစ်ပတ်ကတော့ဒီလောက်ပဲဒီဘန်းတွေလောက်ပဲနောက်ကြတော့မှပဲတခြားမုံဖုတ်တဲ့နေရာမှာသုံးတဲ့ပစ္စည်းတွေကိုမိုင်းတို့ဆက်ပြီးဆွေးနွေးကြတာပေါ့သိကျင်တာရှိရင်လည်း comment အနေနဲ့လာပြီးတော့ရေးထားလို့ရတယ်အဲ့ဒါနဲ့တစ်စင်ထပ်ပြီးဆွေးနွေးကြတာပေါ့နောက်မှတွေ့မယ်နော်